ဒီကနေ့ဧပြီလ18ရက်2026ခုနှစ်အတွက်ကမ္ဘာသတင်းအပြည့်စုံတင်ဆက်မှုကနေကြိုဆိုပါရစေ။အရှေ့အလယ်ပိုင်းကမကြုံစဖူးကြီးမားတဲ့ပထဝီနိုင်ငံရေးအပြောင်းလဲတွေကနေဉာဏ်ရည်တု AI နည်းပညာရဲ့အမခံတိုးတက်မှုတွေအထိဒီနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုသိစိတ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကဲဆက်လိုက်ကြအောင်နော်။ပထမဆုံးအနေနဲ့ American, Israel နဲ့ Iran တို့ကြားကပြင်းထန်လာတဲ့ပဋိပက္ခအကြောင်းကိုကြည့်ရအောင်ပါ။အီရန်ရဲ့နျူကလ িয়ার နဲ့စစ်ရေးအဆောက်အအုံတွေကို American နဲ့ Israel တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက်တီဟီရန်ဆိုရကရေးပါတဲ့ Hormuz ရေလက်ကြား Strait of Hormuz ပိတ်ဆို့မှုသေးဝင်ပြန်လည်စတင်ခဲ့ပါတယ်။ American သမ္မတ Donald Trump ကဒီပိတ်ဆို့မှုကိုအဆုံးသတ်ရမယ်လို့တတိပေးခဲ့ပြီးအပိတ်ခတ်ရစရေးသဘောတူညီချက်မရရှိဘူးဆိုရင်တိုက်ခိုက်မှုတွေပြန်လည်စတင်မယ်လို့ချိန်ချောက်ထားပါတယ်။ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်ကတော့ဒီအကြမ်းဖက်မှုတွေကိုပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီးဒေသတွင်းစစ်ပွဲကြီးဖြစ်ကူးစက်သွားနိုင်တဲ့အန္တရာယ်ရှိနေကြောင်းသတိပေးထားပါတယ်။ဒီပဋိပက္ခအရှေ့အလယ်ပိုင်းတခွင်တမကကမ္ဘာစီးပွားရေးကိုပါကြရက်ရက်ခတ်နေပါတယ်။ Hormuz ရေလက်ကြားပိတ်ဆို့မှုကြောင့်နိုင်ငံတကာကုန်သွယ်ရေးသင်္ဘောတွေရဲ့တွာလာမှုရပ်တန့်သွားပြီးရေနံနဲ့သဘာဝဓာတ်ငွေ့ရည် LNG ဈေးနှုန်းတွေကမ္ဘာတဝန်းမှာတိတိကျကျမြင့်တက်လာခဲ့ပါတယ်။လက်ဘနွန်နဲ့ပင်လယ်ကွေ့နိုင်ငံတွေလိုအိမ်နီးချင်းနိုင်ငံတွေကလည်းစစ်ပွဲရဲ့မြေစာပင်တွေဖြစ်လာနေပြီးရက်သားတွေနဲ့ရေချိုထုတ်လုပ်တဲ့စက်ရုံတွေလိုရေးကြီးတဲ့အဆောက်အအုံတွေကိုကာကွယ်ဖို့ကုလသမဂ္ဂအရေးပေါ်တောင်းဆိုထားပါတယ်။ကဲဤပညာဘက်ကိုကူးပြောင်းကြည့်ရရင်စားသုံးသူ electronic ပစ္စည်းတွေဟာအရှိန်အဟုန်နဲ့တိုးတက်နေပါတယ်။မကြာသေးမီကကျင်းပခဲ့တဲ့ MWC 2026ပြပွဲမှာ Samsung Galaxy S26 Ultra ဟာလူကြိုက်အများဆုံးဖြစ်ခဲ့ပါတယ်။ဘေးကလူတွေခိုးကြည့်လို့မရအောင်ဖန်တီးထားတဲ့ privacy display နည်းပညာတစ်ပါဝင်လာလို့ပါ။တစ်ချိန်တည်းမှာပဲအိမ်သုံးစက်ရုပ်တွေဟာပုံမှန်တွင်ကြလာပြီးအလုပ်မျိုးစုံလုပ်နိုင်တဲ့ LG Quiet စက်ရုပ်နဲ့ခေါ်စောတွေကိုပါရှော်ဖွက်ပေးနိုင်တဲ့ robotic R2 လိုအဆင့်မြင့်စက်ရုပ်တွေဈေးကွက်ထဲကိုရောက်ရှိလာပါပြီ။လေကြောင်းရန်ကာကွယ်ရေးဘက်မှာလည်းအတန်ထက်မြန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလေယာဉ်တွေထုတ်လုပ်ဖို့ Hormuz ကုမ္ပဏီကဒေါ်လာသန်း350ရင်းနှီးမြှုပ်နှံမှုရရှိခဲ့ပါတယ်။ဉာဏ်ရည်တု AI လောကမှာတော့2026ဧပြီလဟာ Agentic AI တော်လှန်ရေးအစပြုခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ရိုးရှင်းတဲ့ chatbot တွေကနေကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီးအလုပ်လုပ်နိုင်တဲ့ digital လုပ်ဖော်ကိုင်ဖက်တွေစီကိုကူးပြောင်းလာပါပြီ။ Anthropic ကုမ္ပဏီက parameters ပေါင်း10 trillion ပါဝင်တဲ့ Claude Mythos နံပါတ်5ကိုထုတ်လုပ်လိုက်ပြီးစိုက်ဘာလုံခြုံရေးနဲ့ကုတ်ရေးဆွဲမှုတွေအတွက်အထူးရည်ရွယ်ထားပါတယ်။ OpenAI ကလည်း GPT 5.4 ကိုမိတ်ဆက်ခဲ့ပြီး Apple ကတော့ Google ရဲ့ Gemini ကိုအသုံးပြုထားတဲ့အဆင့်မြင့် Siri version တွေကိုကြီးညာခဲ့ပါတယ်။ဒီ AI ဟာအဆင့်များစွာပါဝင်တဲ့လုပ်ငန်းစဉ်တွေမှာအမှားအယွင်းတွေကိုသူ့အလိုပြင်ဆင်နိုင်စွမ်းရှိပါတယ်။ American ပြည်တွင်းသတင်းမှာတော့စစ်ရေးအဆင့်မြင့်တင်မှုနဲ့ပြည်တွင်းကာကွယ်ရေးကိစ္စတွေလွှမ်းမိုးနေပါတယ်။ American ကာကွယ်ရေးဌာနဟာ drone ကိုကာကွယ်မဲ့ counter UAS စနစ်တွေနဲ့ဝယ်ယူဖို့ဈေးကွက်တစ်ခုကိုဖန်တီးခဲ့ပြီးပြည်တွင်းလုံခြုံရေးအတွက်ရင်းနှီးမြှုပ်နှံမှုတွေအများအပြားပြုလုပ်နေပါတယ်။တစ်ချိန်တည်းမှာပဲအရှေ့အလယ်ပိုင်းစစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့စွမ်းအင်ပြတ်လတ်မှုတွေကိုဖြေရှင်းဖို့အတွက်ရုရှားရေနံတင်ပို့မှုအပေါ်ချမှတ်ထားတဲ့ဒဏ်ခတ်ပိတ်ဆို့မှုအချုပ်ကိုယာယီရပ်ဆိုင်းထားမယ်လို့ဘဏ္ဍာရေးဝန်ကြီးဌာနကအရေးပေါ်ကြေညာခဲ့ပါတယ်။မြန်မာနိုင်ငံဘက်ကိုလက်ကြည့်ရရင်မြန်မာနှစ်တကူတကြံကာလအတွင်းမှာနိုင်ငံရေးအရေးပါတဲ့အပြောင်းအလဲတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ဆိုရဟာဖမ်းဆီးခံထားရတဲ့သမ္မတဟောင်းဦးဝင်းမြင့်အပါအဝင်အကျဉ်းသား4000ခန့်ကိုလွတ်ငင်းချမ်းသာခွင့်နဲ့ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ဦးဝင်းမြင့်ဟာ2021ခုဖေဖော်ဝါရီစစ်အာဏာသိမ်းချိန်ကတည်းကဖမ်းဆီးခံထားခဲ့ရတာပါ။ကုလသမဂ္ဂနဲ့လူ့ခွင့်ရေးအဖွဲ့အစည်းတွေကဒီလွတ်ပေးမှုကိုကြိုဆိုခဲ့ပေမဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပါဝင်ကြန့်ရှိနေသေးတဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုချွင်းချက်မရှိချက်ချင်းလွတ်ပေးဖို့ထပ်မံတောင်းဆိုထားပါတယ်။ရုရှားယူကရိန်းစစ်ပွဲမှာတော့မြေပြင်တိုက်ပွဲတွေရှေ့မတိုးနောက်မဆုတ်တာအခြေအနေမှာရှိနေပေမဲ့
လေကြောင်းတိုက်ခတ်မှုတွေကတော့အလွန်ပြင်းထန်နေဆဲဖြစ်ပါတယ်ရုရှားတပ်တွေကယူကရိန်းကိုဒုံးချီ44စင်းနဲ့ drone ရာပေါင်းများစွာအသုံးပြုပြီးဒီနှစ်အတွင်းအကြီးမားဆုံးလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်ယူကရိန်းဘက်ကလည်း Krasnodar ဒေသကစီတုံးလောင်ယုံတွေကို drone တွေနဲ့ပြန်လည်တိုက်ခတ်ခဲ့ပါတယ်ဒီလိုပြင်းထန်တဲ့တိုက်ခိုက်မှုတွေရှိနေပေမဲ့လည်းပြီးခဲ့တဲ့လအတွင်းရုရှားဘက်ကယူကရိန်းပိုင်တဲ့စတူရန်မိုင်လောက်တာအပြောင်းအလဲလုပ်နိုင်ခဲ့တယ်လို့စစ်ပွဲလေ့လာရေး Institute ISW ကဖော်ပြထားပါတယ်နောက်ဆုံးအနေနဲ့ကမ္ဘာဘာသာရေးသတင်းတွေမှာတော့ဘာသာရေးခေါင်းဆောင်တွေနဲ့နိုင်ငံရေးသမားတွေကြားကမ္ဘာပဋိပက္ခတွေနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲမှုတွေကြီးထွားလာနေပါတယ်အာဖရိကကိုရောက်ရှိနေတဲ့ပုပ်ရဟန်းမင်းကြီး Pope ကစစ်ရေးနဲ့နိုင်ငံရေးအမျက်ထုတ်ဖို့အတွက်ဘာသာရေးကိုအသုံးမချဖို့ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီးအရှေ့အလယ်ပိုင်းမှာတော့ငြိမ်းချမ်းရေးရဖို့တောင်းဆိုခဲ့ပါတယ်ဒီရည်တည်ချက်ကြောင့်အမေရိကန်နိုင်ငံရေးခေါင်းဆောင်တွေအထူးသဖြင့်ဒေါ်နယ်ထရမ့်နဲ့စကားစစ်ထိုးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်ပုပ်ရဟန်းမင်းကြီးရဲ့ငြိမ်းချမ်းရေးတောင်းဆိုမှုကိုယူကေနိုင်ငံကန်တာဘာရီဂိုင်းချုပ်ဘုန်းတော်ကြီး Archbishop of Canterbury အသစ်ဖြစ်သူဆာရာမူလာလီကလည်းထောက်ခံအားပေးခဲ့ပြီးမုန်းတရားကိုအမုန်းတရားနဲ့ဖြေရှင်းလို့မရပါဘူးလို့အလေးနဲ့ပြောကြားခဲ့ပါတယ်။ကဲဒါတွေကတော့ဒီနေ့အတွက်ကမ္ဘာသတင်းအချင်းချုပ်ပဲဖြစ်ပါတယ်။ဒီဖြစ်ပေါ်တိုးတက်မှုတွေအပေါ်မိတ်ဆွေဘယ်လိုမြင်လဲဆိုတာကို comment မှာရေးသွားဝင်ရောက်ဆွေးနွေးပေးလို့ရပါတယ်နော်။နောက်ထပ်အသေးစိတ်သတင်းတင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနိုင်ဖို့ subscribe တို့မို့ follow လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့ခင်ဗျာ။ကျေးဇူးတင်ပါတယ်ပြန်တွေ့ကြမယ်နော် bye